အားလုံးပဲမင်္ဂလာပါဘီဖူမိုင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဘာမှစပြီးတော့မပြောခင်မှာမြန်ဆန်လေးမိကုန်းလေးတစ်ခုမေးပြရစီမိတ်ဆွေရဲ့အသက်ဘယ်လောက်ရှိပြီလဲခဏလေးပေါ့နော်အခုလိုမေးလိုက်လို့ကိုယ့်ရဲ့မွေသက် grade ကိုပြန်ပြီးတော့လဲတွေးကြည့်မနေပါနဲ့哦တကယ်တမ်းကိုအသက်ဘယ်လောက်ရှိပြီလို့ခံစားရလဲဆိုတာအရင်စဉ်းစားကြည့်လိုက်ပါလေကားတက်ပြီးရင်နာကျင်ကြိုက်ခဲလာတတ်တဲ့အယိုးအစစ်တွေဒူးကောင်းတွေရဲ့အသက်တွေကိုပြောနေရမှာမဟုတ်ပါဘူးမိတ်ဆွေရဲ့စိတ်ပိုင်းဆိုင်ရာအသက် mental age ကိုပြောနေတာပါမိတ်ဆွေကကိုရင်းကျက်တဲ့လူကြီးတူလိုမျိုးပြုတ်မှုနေပြီလို့သတိထားဘူးလားဒါမှမဟုတ်ရင်စူးစမ်းလိုတဲ့စိတ်တွေကပောက်ချာတွေနဲ့မိတ်ဆွေရဲ့ကလေးဆန်တဲ့ဒီ inner child ပေါ့နော်ကလေးဆန်တဲ့စိတ်နဲ့တသားတည်းဖြစ်နေတော့လားဒါမျိုးတွေသိကျင်တယ်ဆိုလို့ရှိရင်မိကွန်အမေးဖြေလေးအရင်လုပ်ကြည့်ရအောင်ပါဒီ behavior လေးတွေမှာရင်းကျက်မှုဒါမှမဟုတ်ဉာဏ်ရည်ဉာဏ်သွေးအကြောင်းမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်အခြေအနေ multiply နဲ့ပတ်သက်ပြီးတော့ဘဝကိုကြည့်တဲ့ကိုယ့်ရဲ့အမြင်လေးပေါ်မှာမူတည်တာပါဆိုတော့ကိုယ့်ရဲ့စိတ်အစစ်အမှန်ရဲ့အသက်ကိုသိဖို့ ready ဖြစ်ပြီလို့ထင်ပါတယ်ဆိုတော့စကြည့်ရအောင်ပါဒီနေ့ဖြည့်ကြည့်ရမယ့်မိကုန်းတွေမှာ10ခုရှိတယ်အဖြည့်တစ်ခုချင်းစီကကလေးကလားစံနာကနေလက်တွေ့စံနာတည်ငြိမ်နာတွေအထိမတူညီတဲ့စိတ်ပိုင်းဆိုင်ရာအသက်တွေကိုဖော်ပြပေးသွားမှာပါဆိုတော့ရိုးရိုးသားသားဖြည့်ကြည့်ပါမိတ်ဆွေရဲ့ပထမဆုံးစိတ်ကူးအတိုင်းရွေးချယ်ပြီးတော့ရှားမှတ်တွေကိုတတ်မှတ်ရမှာပါနောက်ဆုံးမှာတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအသက်နဲ့အဲ့ဒီကပြောပြတဲ့ကိုယ့်ရဲ့အကြောင်းတွေကိုလည်းဖော်ပြပေးသွားမှာပါဆိုတော့စလိုက်ကြရအောင်ပါမိကုန်းလေးတွေဖြေမကြည့်ခင်မှာဘယ်လိုအမှတ်ပေးရမလဲဆိုတာလေးအရင်ပြောပြချင်ပါတယ်မိကုန်းတစ်ခုမှာ1နဲ့3 4 5ဆိုပြီးတော့ရွေးစရာ5ခုပါမယ်1ကိုရွေးမိရင်1မှတ်2ကိုရွေးမိရင်2မှတ်3ကိုရွေးမိရင်3မှတ်4ကိုရွေးမိရင်4မှတ်5ကိုရွေးမိရင်5မှတ်အဲ့ဒီလိုနဲ့မိကုန်းပေါင်း10ဖို့ကိုရတဲ့အမှတ်တွေပေါင်းသွားရမှာပါဆိုတော့မိကုန်း1ကိုစလိုက်ကြရအောင်မိကုန်း1မိုးရွာတဲ့နေ့မှာအိမ်ထဲမှာပဲပိတ်မိနေတယ်ဒါဆိုရင်မင်းဘာလုပ်မလဲနံပါတ်1ခေါင်းအုံးတွေနဲ့စောင်းတွေနဲ့အိပ်ရာထဲမှာကွေးပြီးတော့ကတ်တော်ငါးတွေတစ်စက်ထဲထိုင်ကြည့်နေမယ်နံပါတ်2မိုးထဲကိုထွက်ကမယ်မိုးရီစင်ချူမယ်အိမ်ထဲမှာနေရမယ်လို့ဘသူပြောလဲနံပါတ်3စာဖတ်မယ်ဒါမှမဟုတ်ရင်ဒိုင်ယာရီရေးမယ်နံပါတ်4လက်ဖက်ရည်ချမ်းနွေးလေးဖြော်ပြီးတော့အိမ်တန့်ရှင်းရေးလုပ်မယ်နံပါတ်5တိတ်ဆိတ်အေးချမ်းမှုကိုခံစားရင်းနဲ့ဘဝရဲ့နက်နဲစမ်းကြယ်မှုတွေကိုတွေးတောဆင်ခြင်မယ်မိကုန်းနံပါတ်1မမျော်လင့်မဲနဲ့အလုပ်ပရက်တရက်ရခဲ့ရင်ဘယ်လိုအသုံးချမလဲနံပါတ်1ဗီဒီယိုဂိမ်းဆော့ပြီးမုံတွေတစ်ချိန်လုံးစားနေမယ်နံပါတ်2အစီအစဉ်မရှိပဲရုတ်တရက်ခရီးထွက်ဖို့အဖော်လိုက်မယ်နံပါတ်3မပြီးသေးတဲ့ကိုယ်ပိုင် project တွေကိုအပြီးသတ်ဖို့အချိန်ပေးမယ်နံပါတ်4ဗီဒီယိုကိုတက်ရစီထားပြီးတပတ်စာစားစရာတွေကြိုးပြင်ဆင်မယ်နံပါတ်5တရားမှတ်မယ်တရေးအိတ်မယ်ပြီးတော့အပန်းဖြေခြင်းရဲ့အတိတ်ပဲကိုတွေးတောမယ်မိကုန်းနံပါတ်3မင်းအတွက်ပျော်စရာဆိုတာဘာလဲနံပါတ်1ဘောလုံးကန်နဲ့ခုံဆင်းတာဒါမှမဟုတ်ကစားကွင်းနေသွားတာနံပါတ်2ရုတ်တရက်ပေါ်လာတဲ့ပေါက်ကရအစီအစဉ်တွေကာလာအိုကေဆိုတာဒါမှမဟုတ်စကိတ်စီတာမျိုးတွေပေါ့နံပါတ်3တငယ်ချင်းတွေနဲ့အေးအေးဆေးဆေးစုံပြီးအကြအနစကားပြောတာဒါမှမဟုတ်ဘုတ်ခိန်တစ်ခုစော်တာနံပါတ်4တစ်ပင်စိုက်တာဒါမှမဟုတ်ဟင်းချက်နီးအသစ်တွေစမ်းချက်ကြည့်တာနံပါတ်5တယောက်တည်းတိတ်ဆိတ်စွာထိုင်ပြီးတော့လောကကြီးရဲ့လှုပ်ရှားမှုတွေကိုငေးကြည့်နေတာ
မေခွန်းနံပါတ်၄တယောက်ယောက်ကမင်းကိုရှုပ်ထွေးနေတဲ့ဤပညာပစ္စည်းအသစ်တစ်ခုပေးလာလို့ရှိရင်ဘာလုပ်မလဲနံပါတ်၁တခုခုထဖြစ်တဲ့အထိခလုတ်တွေအကုန်ရှောင်နေကြည့်မယ်နံပါတ်2လမ်းထဲဟာဆိုပြီးတော့ YouTube ဗီဒီယိုတွေကြည့်ပြီးဘယ်လိုသုံးရမလဲဆိုတာကိုလေ့လာမယ်နံပါတ်3လမ်းညွှန်စာအုပ်ကိုခက်မြက်မြတ်ဖတ်ကြည့်မယ်နံပါတ်4လမ်းညွှန်စာအုပ်တစ်အုပ်လုံးကိုအသေးစိတ်ဖတ်ပြီးတော့အရေးကြီးတဲ့အပိုင်းတွေကိုမှတ်သားမယ်နံပါတ်5ဒီပစ္စည်းလေးကစัจ java လာကြီးရဲ့ရှုထောင့်ကကြည့်ရင်တကယ်ပဲလိုအပ်ရလားလို့တွေးတောနေမယ်မိကွန်း5လူအုပ်စုတစ်ခုထဲမှာရှိနေတဲ့အခါမင်းကများသောအားဖြင့်1အာယုံလွင့်ပြီးကိုယ့်ဘာသာကိုတခြားအလုပ်တစ်ခုရှောက်လုပ်နေတတ်တယ်2ဟာတာတွေပြောပြီးတော့အားလုံးမြူးလာအောင်လုပ်ပေးတတ်တယ်3အရင်ဆုံးအခြေအနေကိုစောင့်ကြည့်ပြီးမှတေချာစဉ်းစားပြီးတော့စကားဝင်ပြောမယ်4အစီအစဉ်တခြားဖြစ်အောင်နဲ့လမ်းကြောင်းမလွဲသွားအောင်ပဲထိန်းပေးမယ်5တခါတည်းရမှသာနည်းနည်းပြီးတော့ပညာရှိဆန်တဲ့မှတ်ချက်မျိုးတွေဝင်ပေးတတ်တယ်အခုဆိုရင်မိကုန်းနေမေးလာတာတဝက်ကျိုးသွားပြီဆိုတော့အသက်ဝဝအရင်ရှူလိုက်ပါစိတ်ပိုင်းဆိုင်ရာအသက်ဆိုတာကိုပြန်လဲစမ်းစစ်ကြည့်တာဖြစ်ပြီးတော့တတ်မှတ်ချက်တစ်ခုမဟုတ်ဘူးဆိုတာကိုလည်းသတိရဖို့လိုပါတယ်ဆိုတော့နောက်ထပ်မိကုန်းတစ်ခုကိုဆက်သွားရအောင်ပါမိကုန်းနံပါတ်6အခက်အခဲတစ်ခုကိုရင်ဆိုင်ရတဲ့အခါပထမဆုံးဘယ်လိုတုံ့ပြန်တယ်1ငိုတာဖြစ်ဖြစ်ရီတာဖြစ်ဖြစ်လှုပ်ပြီးတော့မှတခြားသူကိုအကူအညီလန့်တောင်းမယ်2ယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်လိုက်ပြီးဖြစ်တယ်လို့ပဲဖြတ်တန်းသွားမယ်3အစင်းစင်းခွဲခြားပြီးတော့ဓာတ်ရိုက်ရင်ဆိုင်ဖြည့်ရှင်းမယ်4တေချာစီစဉ်မယ်သူတည်တနာပြုမယ်ပြီးရင်ကြိုတင်ပြင်ဆင်မယ်5စဉ်းစားဆင်ခြင်မယ်ခေတ္တနောက်ဆုတ်မယ်ပြီးမှပညာရှိနဲ့ပြန်လည်ဖြည့်ရှင်းမယ်မိကုန်းခွန်မင်းရဲ့အိမ်မက်ထဲရအိမ်လေးကဘယ်လိုပုံစံမျိုးလဲ1ရှောစီးစရာပါတဲ့မော်ဆန်နဲ့တစ်ပစ်အိမ်လေး2အဆုံးမဲ့ခီးသွားဖို့တက်တောင့်တက်တာရှိတဲ့ကားအိမ်လေး3တစ်ပင်လေးတွေနဲ့မီးအလင်းအမောင်လှလှလေးတွေပြင်ဆင်ထားတဲ့မျိုးပြတိုက်ခန်း4မီးဖို့ကြောင့်နဲ့စာကြည့်တိုက်ပါတဲ့တိတ်ဆိတ်တဲ့ဒေါ်အိမ်လေး5တဘာဝအလင်းရောင်ကောင်းကောင်းရပြီးတော့ရိုးရှင်းအေးချမ်းတဲ့နေရာလေးမိကုန်း8ပတ်သက်ဆက်နွယ်မှုတွေဆိုလိုတာ relationship တစ်ခုမှာပြဿနာရှိလာရင်ဘယ်လိုဖြေရှင်းနေရှိသလဲ1မုံတွေဟာတာပုံ means တွေပေးပြီးတော့တောင်းပန်တတ်တယ်2စိတ်လှုပ်ရှားစွာနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုဖြေရှင်းတယ်3နားထောင်ပေးမယ်စဉ်းစားဆင်ခြင်မယ်ပြီးတော့ကိုယ်ခံစားချက်ကိုအေးအေးဆေးဆေးမျှဝေမယ်4စီးပေါင်တွေတက်မှတ်ပြီးတော့လက်တွေ့ကြတဲ့ဖြည့်စင်းနည်းတွေကိုအဆိုပြုမယ်5သူတို့ရဲ့တဘာဝအတိုင်းလက်ခံပေးပြီးသူတို့အတွက်ကိုယ်ပိုင်အချိန်နဲ့နေရာပေးမယ်မိကွန်းကိုစီမင်းစည်းကမ်းတွေအပေါ်မင်းရဲ့သဘောထားကဘယ်လိုလဲ1စည်းကမ်းတွေလားဘာစည်းကမ်းတွေလဲ2ပြောစရာကောင်းအောင်စည်းကမ်းတွေကိုလိုသလိုလှည့်စားတတ်တယ်3အများအားဖြင့်တော့စည်းကမ်းအတိုင်းလိုက်နာပါတယ်4တက်တက်ရရရှိဖို့စည်းကမ်းတွေလိုအပ်တယ်လို့ထင်တယ်5ပိုပြီးနက်နေတဲ့အရာကိုနားမလည်ခင်အထိယာယီသတ်မှတ်ထားတဲ့အရာတွေလို့ပဲမြင်တယ်နောက်ဆုံးမိကွန်း30လူတွေပိုပြီးနားလည်ပေးစေခြင်းတဲ့အရာတစ်ခုကဘာလဲ1စော်ကစားခြင်းကအရေးကြီးသေးတယ်ဆိုတာ2အရာအားလုံးက
ချက်ချင်းကြီးအတိတ်ပဲရှိနေဖို့မလိုဘူးဆိုတာ၃အချက်လက်တွေလိုပဲခံစားချက်တွေရလည်းအရေးကြီးတယ်ဆိုတာ၄တာဝန်ယူတဲ့ခြင်းကကိုစွမ်းအားရှိသေးတယ်ဆိုတာ၅အရာရာတိုင်းကယာယီပဲဖြစ်တယ်ဆိုတာဆိုတော့မိတ်ဆွေတို့လည်းမိကုံးလေးတွေနားထောင်ရင်အမှတ်တွေပေးခဲ့ကြမယ်လို့ထင်ပါတယ်ဆိုတော့ရလက်တွေကိုသိရမယ့်ချိန်ရောက်လာပြီပေါ့ဆိုတော့ကိုယ့်ရဲ့ရမှတ်တွေကိုပေါင်းလိုက်ပြီးတော့အောက်ကအုပ်စုတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါရမှတ်30ကနေ18မှတ်ထိရတယ်ဆိုလို့ရှိရင်မင်းဟာငယ်ရွယ်တဲ့စူးစမ်းရှာဖွေသူလေးဖြစ်နေတော့မှာပဲစိတ်ပိုင်းဆိုင်ရာအသက်နဲ့ပြောမယ်ဆိုရင်9နှစ်ကနေ12နှစ်အဓိပ္ပာယ်ကမင်းကဘဝကိုစွန့်စားမှုတစ်ခုလို့မြင်တတ်ပြီးတော့တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ပျော်နေတဲ့သူတစ်ယောက်ပါတခြားသူတွေကိုသိငယ်တဲ့အရာလေးတွေကနေပျော်ရွှင်မှုရှာပေးတတ်ဖို့သတိထားပေးတတ်ပေမဲ့တခါတရံမှာတာဝန်ယူရတာတွေကိုတော့စိတ်ပျက်စရာလို့မြင်နေတတ်တယ်စွမ်းအားအနေနဲ့ပြောရမယ်ဆိုရင်ဟန်ဆောင်မှုကင်းပြီးတော့စူးစမ်းလို့သိရှိတဲ့စွမ်းအားရှိတယ်တကယ်လို့မိတ်ဆွေကရမှတ်18မှတ်နဲ့25မှတ်ကြားရတယ်ဆိုရင်မိတ်ဆွေကတက်ကြွတဲ့အိမ်မက်မှတ်သူပါစိတ်ပိုင်းဆိုင်ရာအသက်နဲ့ပြောရမယ်ဆိုရင်73နှစ်ကနေ19နှစ်အထိပါအဓိပ္ပာယ်ကတော့မင်းကကိုယ့်ရဲ့ဝါသနာတွေနဲ့ခံစားချက်တွေအတိုင်းနေထိုင်တတ်တဲ့သူလောကကြီးကမင်းအတွက်ရှုပ်ပွားနေမယ်ဆိုရင်တော့ဈေးချယ်စရာပကြီးကတစ်ချက်ပါပဲဆွမ်းအားကတော့ထင်ရှားပြတ်သားတဲ့စိတ်ကူးစိတ်တန်းတွေနဲ့ရဲရဲနဲ့ကိုယ်ပိုင်ဟန်အစစ်မှန်တစ်ခုရှိနေတယ်ပေါ့တကယ်လို့ရမှတ်26ကနေ33မှတ်ရခဲ့မယ်ဆိုလို့ရှိရင်မင်းကတွေးတောဆင်ခြင်တတ်တဲ့လက်တွေ့သမားတစ်ယောက်ဖြစ်နေပါပြီစိတ်ပိုင်းဆိုင်ရာအသက်နဲ့ပြောမယ်ဆိုရင်အသက်20ကနေ30အတွင်းမှာအဓိပ္ပာယ်ကမင်းကအိမ်မက်တွေနဲ့လက်တွေ့ဘဝကိုမျှတအောင်နေထိုင်နေရတဲ့သူပါမင်းကအမြဲတမ်းကြီးပြင်းနေတယ်မိကုံးတွေထုတ်နေတယ်ပြီးတော့ဒီလောကကြီးထဲမှာကိုယ့်ရဲ့တည်ငြိမ်မှုကိုနားလည်အောင်ကြိုးစားနေကြရတယ်စွမ်းအားအနေနဲ့ပြောမယ်ဆိုရင်တတိရှိမှုနဲ့ခံစားချက်ဆိုင်ရာနှံ့နှဲမှုတွေရှိပါတယ်တကယ်လို့ရမှတ်34ရာနေ40မှတ်ထိရခဲ့မယ်ဆိုရင်မင်းကရင်ကျစ်တူတယောက်ဖြစ်သွားပြီစိတ်ပိုင်းဆိုင်ရာအသက်နဲ့တွက်မယ်ဆိုရင်32နှစ်ကနေ45နှစ်ပေါ့အဓိပ္ပာယ်ကတော့မင်းကတည်ငြိမ်ပြီးတော့စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းအင်တွေရှိနေတယ်လူတွေကမင်းစီကိုအကြံဉာဏ်တောင်းဖို့ဒါမှမဟုတ်ရင်စိတ်အေးချမ်းမှုရရှိဖို့လာတတ်ကြတယ်စွမ်းအားအနေနဲ့ပြောမယ်ဆိုရင်တည်ငြိမ်တဲ့ပညာဉာဏ်နဲ့ကရုဏာတရားရှိတယ်လို့ပြောရမှာပေါ့တကယ်လို့ရမှတ်42မှတ်ကနေ50ကိုသာရောက်သွားမယ်ဆိုရင်မင်းကထာဝရပညာရှိဖြစ်သွားတယ်စိတ်ပိုင်းဆိုင်ရာအသက်ဆိုရင်46နှစ်နဲ့အထက်ကိုရောက်သွားပြီအဓိပ္ပာယ်ကမင်းရဲ့ဘဝကိုတသနာအမြင်နဲ့ပဲကြည့်တော့တယ်ကိုပြန်လဲဆန်းစစ်ပြီးတော့အေးချမ်းတဲ့ပုံမနဲ့နဲတဲ့အဓိပ္ပာယ်တွေကိုရှာဖွေနေတတ်တယ်စွမ်းအားအနေနဲ့ပြောရမယ်ဆိုရင်တော့လက်ရှိအခိုက်အတန့်ကိုကျော်လွန်ပြီးတော့မြင်နိုင်တဲ့အမြင်ကျမှုတစ်ခုရသွားတယ်ပေါ့နော်ဆိုတော့မိတ်ဆွေရဲ့မှတ်တဲ့ age ကရောဘယ်လောက်ရှိသွားပြီလဲမိတ်ဆွေရဲ့တကယ်အသက်ထက်ငယ်နေသလားပိုကြီးနေသလားပိုပြီးတော့အရေးကြီးတာကိုယ့်အကြောင်းကိုဘာတွေသိလိုက်ရလဲမိတ်ဆွေရဲ့စိတ်ပိုင်းဆိုင်ရာအသက်ကိုလည်း comment ထဲမှာပြန်ပြီးတော့ရေးသွားပေးခဲ့လို့ရပါတယ်ဘယ်မေကုန်းကရောမိတ်ဆွေကိုပို့ပြီးတော့အတွေ့အများစေတုံးလဲဆိုတာလည်းမျှဝေပေးလို့ရပါသေးတယ်ဆိုတော့ဒီဗီဒီယိုလေးအဆုံးမသတ်ခင်မှာသတိပေးချင်တာလေးတစ်ခုရှိပါတယ်မိတ်ဆွေကကြည်ပြင်းလာရုံနဲ့မဟုတ်ဘဲနဲ့အခက်ခဲတွေကိုဖြတ်တန်းရင်ရင့်ကျက်လာနေတယ်ဆိုတာအမြဲတမ်းသတိရပေးပါအားလုံးပဲပို၍လာတော့မနေ့ဖြတ်များကိုပိုင်ဆိုင်နိုင်ကြပါစေ။